တရိတ်ဆန်လောကရဲ့မိုင်းရွဲနှစ်ကောင်ဘိုင်ဝမ်တီးရင်ဘယ်သူနိုင်မလဲ Wolverine နဲ့ Honey Badger အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သဘာဝတရားရဲ့စီးမြင်တွေကိုရိုက်ချိုးပြီးကြောက်တယ်ဆိုတဲ့စကားလုံးကိုအဘိဓာန်ထဲမှာမထည့်ထားပဲမိုင်းရွဲအကောင်ဝင်နှစ်ကောင်ရှင်းချရင်ဘာဖြစ်မလဲဆိုတဲ့အကြောင်းကိုပြောပြခြင်းပါတယ်သူတို့ကတော့မြောက်အမေရိကရဲ့တော်ရိုင်းဖြစ် Wolverine နဲ့အာဖရိကရဲ့နာမည်ကျော်လူမိုက် Honey Badger တို့ပါပဲသူတို့နှစ်ကောင်စလုံးဟာအရွယ်စားသေးငယ်ပေမဲ့ချင်းသေးဝဝနဲ့စက်တစ်တွေကိုတော့တိမ်မလားရှင်မလားရင်ဆိုင်ရတဲ့အကြောက်လန့်ကင်းမဲ့သူတွေဆိုရင်လည်းမမှားပါဘူးအရင်ဆုံး Wolverine ကိုကြည့်လိုက်ပါသူက Honey Badger ထက်ကိုယ်တယ်ပိုကြီးသလိုကြောသားတို့ကလည်းပိုတောင်တင်ပါတယ်အလေးချိန်ပေါက်80နီးပါးရှိတဲ့ဒီကောင်ဟာနှင်းတော်တဲ့ကတိုက်ပွဲဝင်တင်ကားတစ်စီးလိုပါပဲသူ့ရဲ့လက်သေးတွေကဓမြောင်တွေလိုရှည်ုံနေမကပဲအသားနဲ့အယိုးကိုတစ်ခါတည်းဆွဲပြဲနိုင်တဲ့အားရှိပါတယ်ဒါ့အပြင်သူ့မှာမကုံခန်းနိုင်တဲ့ဒေါသရှိနေရပါသားကောင်ကိုမိုင်ပေါင်းများစွာမနာတဲ့လိုက်လံအမဲနိုင်လံသူတို့သူ့ထက်9ဆလောက်ကြီးတဲ့ဝဝစီကနေအစာကိုအတင်းလူယူရတဲ့အထိတတိရှိပါတယ်တစ်ဖက်မှာရှိတဲ့ Honey Badger ကတော့အကောင်သေးပေမဲ့အစိပ်ပြင်းနေဆိုတဲ့ကောင်မျိုးတွေပါပဲသူ့မှာကဘာပေါ်မှာအထူဆုံးနဲ့အပြောင်းလဲလွယ်ဆုံးတန်ချက်ကအရေးကုန်တွေရှိပါတယ်အဲ့ဒီအရေးကုန်ကရောဘာကွင်းလိုကျုံနိုင်ပွားနိုင်စွမ်းရှိတာကြောင့် Wolverine ကသူ့ကိုခဲထားရင်တော့အထက်ကနေခန္ဓာကိုယ်ကိုတပတ်လှည့်ပြီး Wolverine ရဲ့မျက်နှာကိုဒရဇက်ပြန်ကိုက်နိုင်ပါတယ်သူကမွေရောက်အစိတ်ကိုတောင်ခံနိုင်ရရှိသလိုနာကျင်မှုကိုလည်းဘာမှမထူးခြားသလိုခံယူထားတဲ့နာကျင်မှုမရှိတဲ့စိတ်ရုပ်လိုကောင်မျိုးပါတကယ်လို့ဒီနှစ်ကောင်သားထိတ်တိုက်ရင်ဆိုင်ရရင်ဒါဟာနေပြူဟာတွေအစီအစဉ်တွေရှိမှာမဟုတ်ပါဘူးသွေးပြက်စရာကောင်းတဲ့တပ်ပွဲတစ်ခုဖြစ်လာမှာပါအဲ့ဒီအချိန်မှာ Wolverine ကသူ့ရဲ့အင်အားနဲ့ရွေးစားကိုတုံးပြီး Honey Badger ကိုဖိချေဖို့ကြိုးစားပါလိမ့်မယ်သူ့ရဲ့မေးရွာအေးခဲနေတဲ့အယိုးမာမာတွေကိုတော့အမုံဖြစ်နိုင်အောင်ဝါနိုင်တဲ့အယိုးကျိတ်ဆက်ကြီးလိုပါပဲဒါပေမဲ့ Honey Badger ကလည်းအသာတကြီးအသေးခံမဲ့ကောင်မဟုတ်ပါဘူးသူက Wolverine ရဲ့အားနည်းချက်ဖြစ်တဲ့မျက်လုံးနှာခေါင်းနဲ့လည်ပင်းတွေကိုပြတ်မှတ်ထားပြီးဒရက်ဆက်တိုက်ခိုက်မှာပါသူကရှုံးမကိုလုံးဝမကြောက်တဲ့အပြင်မင်းသေးရင်ငါလဲလိုက်ခဲ့မယ်ဆိုတဲ့အသေးခံစိတ်တဲ့တိုက်မှာဖြစ်ပါတယ်ဒီတိုက်ပွဲမှာ Wolverine ကအရွယ်အစားခွန်အားနဲ့လက်သေးတွေသွားတွေအသာစီးရနေပါတယ်သူကသူ့ထက်အစမတန်ကြီးတဲ့တမင်တွေကိုတော့တက်ဖြတ်နိုင်တဲ့အစိမ့်မြင့်မဟုတ်ဆိုပါဒါကြောင့်ရာဂိုင်နှုန်းအဖြစ်ကြည့်ရင် Wolverine ကအနိုင်ရဖို့ပိုများပါတယ်ဒါပေမဲ့ Honey Badger ကလည်းလွယ်လွယ်နဲ့အသေးခံမှာမဟုတ်ပါဘူးWolverine အနေနဲ့ Honey Badger ကိုတတ်ဖို့ဆိုတာသူ့ဘဝမှာအကြမ်းတမ်းဆုံးနဲ့အပင်ပန်းဆုံးအလုပ်တစ်ခုဖြစ်နေပါHoney Badger ရဲ့ယူသွတ်တဲ့ဆွဲကြောင့် Wolverine ဟာအနိုင်ရရင်တော့မျက်လုံးတစ်ဖက်ကွယ်သွားတာဒါမှမဟုတ်ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့နာကျင်စွာအောင်ပွဲခံရမှာဖြစ်ပါတယ်အဲ့ဒါကြောင့် Wolverine ကတိုက်ပွဲတိုင်းကိုအနိုင်တိုင်းပဲစစ်သူကြီးဆိုရင် Honey Badger ကတော့ငရဲကလွှတ်လိုက်တဲ့အသေးခံလူသမားနဲ့တူပါတယ်Wolverine ကအနိုင်ရနိုင်ပေမဲ့ဒဏ်ရာအနာတရမရဘဲနဲ့တော့ဒီတိုက်ပွဲကနေဘယ်တော့မှလွတ်မြောက်မှာမဟုတ်ပါဘူးဒါဟာတကယ်ကိုသွေးပြက်စရာကောင်းတဲ့အသေးစားတိုက်ပွဲကြီးပဲဖြစ်နေတော့မှသိကြပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ပြီးအားပေးခဲ့ပါဦးနောက်ထပ်ဘလို့အကျန်းစားတိုက်ပွဲတွေကိုမြင်ကျင်သေးလဲဆိုတာ comment မှာချန်ခဲ့ပေးဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်